Hello အန်တီမေအန်တီမေနေကောင်းရဲ့လားအန်တီမေကအဆင်ပြေပါတယ်ဟဲ့တကူစားအတွက်တရားအတိလည်းရှိတယ်အန်တီမေစိတ်ပူတာကညီကိုပဲလေဘာဖြစ်လို့လဲအန်တီမေရဲ့တက်ကလည်းမငယ်တော့ဘူးလေဒီအရွယ်မှာဘဝကိုတိတိကျကျမတီးဆောင်ရင်အသက်ကြီးရင်ခက်မယ်သမီးရဲ့အန်တီမေကအပြူကြီးဖြစ်နေတော့ဒီဒုက္ခတွေကိုအခြားသူတွေထက်ပိုပြီးသိတယ်ဟုတ်ပါပြီပြောပါအောင်အန်တီမေရဲ့ဘာတွေသိနေရလဲဆိုတာစီသူဆိုတဲ့ကောင်လေးကဆိုပါဒါနဲ့ညီနောက်လိုက်နေတာ9နှစ်ကျော်ပြီဆိုညီပေါ်လဲလိုက်သိတယ်လို့ကြားတယ်အဲ့ဒီကောင်လေးရဲ့နှစ်ဖူးရည်ဒူးရည်ကြည့်ရတာဆိုပါညီလက်ခံမယ်ဆိုရင်တော့တင့်တော်မဲ့သူမျိုးပဲလေဟုတ်ကဲ့ပါအန်တီမေကျွန်မစဉ်းစားလိုက်ပါမယ်နော်တဲစုဟုတ်မမစီသူအန်တီမေစီခေါ်သွားရလားဟုတ်ကဲ့ပါမမငါနာကိုချင်းကက်လာတဲ့တူရီထဲမှာနေအကောင်လေးကိုအရေးပေးဆုံးဆိုတာလဲငါသိတယ်နေအရေးပေးလို့လဲအကောင်လေးငါနာမှာအခုတဝဲလက်လက်နဲ့နေနိုင်နေတယ်ဆိုတာကိုလည်းငါသိပြီးသားနေဘာကြောင့်အဲ့လိုမျိုးလုပ်နေရလဲစီတူကမမအတွက်တင့်တော်မဲ့ထင်လို့ပါမမတင့်တော်တယ်မတင့်တော်ဘူးဆိုတာငါကိုယ်တိုင်ဆုံးဖြတ်မှာလေငါဘဝကိုငါကိုယ်တိုင်ပဲဆုံးဖြတ်ပိုင်ကိုရှိတယ်ဘယ်သူမှလာပြီးပြောလို့မရဘူးတဲ့စုနေစမ်းမနေကိုနေငါဘဝကိုဆုံးဖြတ်ပေးနိုင်တော့တဲ့အရေးချင်းရှိနေပါပြီလို့နေထင်နေရလား都没变，却都。